Hello，大家好，阿鲁米明啦吧？အဲ့လောက်ရှိချင်တယ်မှာကျူဆိုပါတယ်လို့ဆိုဒီနေ့မှာတော့တရုတ်စာအခုမှစပြီးတော့လေ့လာနေတဲ့သူတွေအတွက်ကိုအလွယ်ကူဆုံးဝါကျတွဲဆက်နည်းလေးတွေကိုမျှဝေပေးမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနည်းစစ်လေးသိသွားပြီဆိုလို့ရှိရင်တရုတ်စာအခုမှစလေ့လာမဲ့သူတွေအတွက်အရန်ကိုပဲလွယ်ကူစွာနဲ့ဝါကျလေးတွေကိုတွဲဆက်သွားတတ်လိမ့်မယ်ပေါ့နော်အဲ့တော့ဒါဆိုရင်ဒါဝါကျတွေဘယ်လိုတွဲဆက်ရလဲဆိုတာကိုနမူနာအနေနဲ့စပြီးကြည့်ကြည့်အောင်အဲ့တော့ရေပွားအဖြစ်ပြောမယ်ဆိုလို့ရှိရင်ဒါဝါကျတွဲဆက်တဲ့အခါမှာ subject verb object ဒါမျိုးတွေတွဲဆက်ပြီးတော့သုံးနေရှိရပါတော့အဲ့တော့ဒီနေရာမှာ subject ဆိုတာဘာကိုပြောရလဲဆိုတော့ subject ပြုလုပ်သူကိုခေါ်တယ်အဲ့တော့ verb ကကြတော့လုပ်ဆောင်ချက်တွေကရိယာတွေကိုပေါ်ပြတာပေါ့နော်အဲ့ဒီကကြတော့ object ဆိုတာက noun တွေခံရမှုပြကံဖို့ပေါ့တခုခုကိုလုပ်ချင်းခံရတဲ့အရာကိုဒါ object လို့ခေါ်တယ်အဲ့တော့ဝါကျတွဲဆက်တဲ့အခါမှာဒီ verb ကိုပဲဖြစ်စေ adjective ကိုပဲဖြစ်စေဒါပို့ပြုပြီးတော့ဝါကျတွေကိုတွဲဆက်နေရှိတယ်အဲ့တော့ဝါကျတွဲဆက်တဲ့အခါမှာအစိပ်ပိုင်းတစ်ခုခွဲတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ verb အရှိမထားမဲ့စကားလုံးတွေကို verb ရှိမှထားပြီးတော့သုံးပေးရတယ် verb နောက်မှာထားမဲ့စကားလုံးမျိုးစားတွေကိုတော့ verb နောက်မှာထားပြီးတော့သုံးပေးရတာဖြစ်တယ်ပေါ့နော်အဲ့တော့အလွယ်ကူဆုံးမှတ်မယ်ဆိုလို့ရှိရင် verb နောက်မှာထားလို့ရတဲ့အရာက၃မျိုးပဲရှိတယ်အဲ့၃မျိုးတွေပါရင်လဲဆိုတော့နံပါတ်1ကအခြေအနေပြနောက်ဆက်ပုတ်နောက်တစ်ခုကကျတော့အရေးအတွက်1 2 3လေးပေါ့နော်နေတာများတာတွေဒါတွေကလည်းအရေးအတွက်ဖြစ်တယ်နံပါတ်3အနေနဲ့ကကျတော့ခံမှုပြကံပုတ်အဲ့တော့နံပါတ်1အနေနဲ့အခြေအနေပြနောက်ဆက်ပုတ်ကဘာတွေလဲဆိုတော့အခြေအနေပြနောက်ဆက်ပုတ်၃မျိုးရှိတယ်အဲ့၃မျိုးကနံပါတ်1ကလခဲ့တယ်လို့အဓိပ္ပာယ်ရတယ်နောက်တစ်ခုကကို့ဖူးတယ်တစ်ခုခုကိုလှုပ်ဖူးတယ်ပေါ့အပေါ်ကလကခဲ့တယ်တစ်ခုခုကိုလှုပ်ခဲ့တယ်ဒုတိယတစ်ခုကကို့ဖူးတယ်တတိယတစ်ခုကတော့ဂျနေဆုံးနေစေထားတယ်ရင်းနဲ့ဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်ဟိုမှာဝတ်စားရဆိုရင်ဝတ်ထားတယ်ညမှန်နေဆိုရင်တက်ထားတယ်နိုင်ရည်ဆိုရင်ပတ်ထားတယ်ပေါ့ထိုင်နေဆိုရင်ထိုင်နေတယ်ပေါ့နော်ရင်းနဲ့တစ်ခုခုကိုလုံနေရင်းနဲ့နောက်တစ်ခုကိုလှုပ်တာအဲ့လိုမျိုးစကားလုံး၃လုံးကိုအဲ့၃ခုကိုအခြေအနေပြနောက်ဆက်ပုတ်လို့ခေါ်တယ်အဲ့သူ့ကို special particle လို့ခေါ်တဲ့အခြေအနေပြနောက်ဆက်ပုတ်ဖြစ်တယ်အခြေအနေပြနောက်ဆက်ပုတ်တွေကကြတော့ဝါကျတွဲဆက်တဲ့အခါမှာ verb နောက်မှာ direct ကပ်ပြီးတော့တွဲပြီးသုံးပေးရတယ်ပေါ့နော် verb နဲ့အဲ့ဒီအခြေအနေပြနောက်ဆက်ပုတ်ရဲ့ကြားမှာပါမထားလို့မရဘူးအခြေအနေပြနောက်ဆက်ပုတ်၃ခုတည်းရတစ်ခုခုပါလာပြီဆိုရင် verb နောက်မှာကပ်ပြီးသုံးပေးရတယ်သူကနံပါတ်1ဦးစားပေးအနေနဲ့သုံးတယ်အဲ့တော့ဒုတိယဦးစားပေးအနေနဲ့ကအရေးအတွက်1 2 3လေးအရေးအတွက်1 2 3လေးကတစ်ခုတို့တစ်ကောင်တို့တစ်ယောက်တို့တစ်လုံးနှလုံးတို့အဲ့လိုပြောတာပေါ့နော်အဲ့လိုရေးတွက်မှုကိုပေါ်ပြတာပြီးရင်နဲတာတွေများတာတွေဒါတွေကလည်းအရေးအတွက်တွေဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့အရေးအတွက်တွေကတော့ဝါကျတွက်ဆက်တဲ့အခါမှာ verb နောက်မှာဒုတိယမြောက်ဦးစားပေးအနေနဲ့ထားပြီးတော့သုံးပေးရတယ်အခြေအနေပြနောက်ဆက်ပုတ်တွေပြီးရင်သူကလိုက်ပြီးထည့်ပေးရတယ်ပေါ့နော်အဲ့တော့နံပါတ်3ကကျတော့ခံရမှုပြကံပုတ်ခံရမှုပြကံပုတ်ဆိုတာဘာကိုပြောတာလဲဆိုတော့စားတာနဲ့ပတ်သက်ရင်စားခြင်းခံရတဲ့အစားအစာအားလုံးကိုခံရမှုပြကံပုတ်လို့ခေါ်တယ်တောက်တာနဲ့ပတ်သက်ရင်တောက်ခြင်းခံရတဲ့တောက်စရာအားလုံးကိုခံရမှုပြကံပုတ်လို့ခေါ်တယ်ဝယ်တာနဲ့ပတ်သက်ရင်ဝယ်ခြင်းခံရတဲ့ပစ္စည်းအားလုံးကိုခံရမှုပြကံပုတ်လို့ခေါ်တယ်သွားတာနဲ့ပတ်သက်ရင်လည်းအဲ့တိုင်းပဲသွားခြင်းခံရတဲ့နေရာအားလုံးကိုခံရမှုပြကံပုတ်လို့ခေါ်တယ်ကြည်တာနဲ့ပတ်သက်ရင်လည်းကြည်ချင်းခံရတဲ့အရာဝတ္ထုပစ္စည်းမှန်သမျှကိုခံရမှုပြကံပုတ်လို့ခေါ်တယ်အဲ့တော့တွဲဆက်ပြီးသုံးမယ်ဆိုရင်စားတာနဲ့ပတ်သက်ရင်စားခြင်းခံရတဲ့အစားအစာအားလုံးဒီစားသည်ဆိုတဲ့စကားလုံးရဲ့နောက်မှာထားပြီးတော့အများဆုံးသုံးပေးလေးရှိတယ်တောက်တာနဲ့ပတ်သက်ရင်လည်းတောက်ချင်းခံရတဲ့တောက်စရာအရေးအားလုံးဒီတောက်သည်ဆိုတဲ့စကားလုံးရဲ့နောက်မှာပဲထားပြီးတော့သုံးတယ်သွားတာနဲ့ပတ်သက်ရင် treat သွားခြင်းခံရတဲ့နေရာအားလုံးကိုသွားတယ်ဆိုတဲ့စကားလုံးရဲ့နောက်မှာပြီးထားပြီးသုံးပေးရတယ်ဝယ်တာနဲ့ပတ်သက်ရင်ဝယ်ခြင်းခံရတဲ့ပစ္စည်းတွေအားလုံးကို my ဝယ်သည်ဆိုတဲ့စကားလုံးရဲ့နောက်မှာထားပြီးသုံးပေးရတယ်ကြည်ရနဲ့ပတ်သက်ရင်လည်းခန့်ကြည်သည်ဆိုတဲ့စကားလုံးရဲ့နောက်မှာကြည်ခြင်းခံရတဲ့ပစ္စည်းတွေအရာဝတ္ထုတွေကိုထားပြီးသုံးပေးရတယ်ဥပမာခန့်ရှုံကြည့်ဆိုရင်ဖုန်းကြည့်ရပေါ့ခန့်电视ဆိုရင် TV ကြည့်တယ် TV ကို电视လို့ခေါ်တယ်အဲ့လိုမျိုးလှုပ်ခြင်းခံရတဲ့အရာအလုံးကိုလှုပ်ဆောင်ချက်ရဲ့နောက်မှာထားပြီးတော့ပြောပြရတာဖြစ်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်အလွယ်ကူဆုံးလှုပ်ဆောင်ချက်၅မျိုးကိုဒီမှာနမူနာပေးထားတယ်အဲ့ဒါလေးကြည့်ကြည့်အောင်
အဲ့တော့ကရိယာ၅မျိုးအဲ့တော့ဒီနေ့အဖြစ်ပြောမယ်ဆိုရင် verb အဲ့တော့နံပါတ်1吃စားသည်吃စားသည်吃စားသည်下一个喝到底喝到底喝到底အဲ့တော့တောက်တာကို喝အဲ့လိုခေါ်ရနော်ကိုလိုဟောလဲမဟုတ်ဟဲလဲမဟုတ်နော်ချို့ကဟောတွေဟဲတွေယူနေရမျိုးရှိတယ်အဲ့တော့အတန်ကဟောလဲမဟုတ်ဘူးဟဲလဲမဟုတ်ဘူးသူကဘယ်လိုအတန်လဲဆိုတော့喝အဲ့လိုဆိုပြရတယ်下一个 tree သွားသည် tree သွားသည် tree သွားသည်下一个ဝယ်သည် 买ဝယ်သည်买ဝယ်သည်下一个看ကြည့်သည်看ကြည့်သည်အဲ့တော့လူပုဂ္ဂိုလ်我ငါကျွန်တော်ကျမ我ငါကျွန်တော်ကျမ我ငါကျွန်တော်你မင်းခမ你မင်းခမ你မင်းခမ他သူအဲ့တော့သူထားလို့ခေါ်တယ်ဒါကတော့ personal pronoun လို့ခေါ်တဲ့ပုဂ္ဂလနာမ်စားတွေပဲဖြစ်တယ်ပေါ့နော်下一个အဲ့တော့စားရတဲ့ပတ်သက်ရင်သူရဲ့နောက်က noun လေးတွေကြည့်အောင်အဲ့တော့ 饭ထမင်းထမင်းကို饭လို့ခေါ်တယ်下一个口水饺炒面口水饺班尼苹果班尼ဖရဲဒီ西瓜ဖရဲဒီတူရင်ဒီ榴莲တူရင်ဒီ下一个 coffee ဒါကတော့တောက်တာနဲ့ပတ်သက်ပြီးတော့သုံးရမယ့်ဟာလေးတွေပေါ့နော်咖啡 coffee နွားနို့牛奶နွားနို့ဒိန်ကျင်酸奶ဒိန်ကျင်အရက်酒အရက်ဘီယာ啤酒ဘီယာရေ水အဲ့တော့သွားတာနဲ့ပတ်သက်ရင်တရုတ်နိုင်ငံဆိုရင်中国တရုတ်နိုင်ငံစင်ကာပူနိုင်ငံ新加坡စင်ကာပူနိုင်ငံထိုင်းနိုင်ငံ泰国ထိုင်းနိုင်ငံပန်းကျင်公园ပန်းကျင်ကုမ္ပဏီ公司ကုမ္ပဏီအင်ဂျီ衣服အင်ဂျီ保米有裤子保米skirt裙子skirt handphone 手机 handphone พนัก鞋子พนัก杂物书သတင်းစာ报纸 TV 看电视 TV 有些这个电影有些这个ဒီဝါဒလေးတွေကတော့ခံမှုပြကံဖို့ noun ပေါ့နော် noun လေးတွေဖြစ်တယ်အဲ့တော့စကားလုံးအမျိုးအစားတွေကဘာလို့သိဖို့လိုလဲဆိုတော့ဝါကျတွက်ဆက်တဲ့အခါမှာစကားလုံးအမျိုးအစားတွေမသိရင်ဝါကျတွက်ဆက်တာတွေကမှန်ကန်မှာမဟုတ်ဘူးပေါ့နော်ဒါကြောင့်မို့လို့
ဘယ်စကလုံးကဘာမျိုးစားလဲဆိုတာကိုသိဖို့လိုတယ်ဒါမှသာလျှင်ဝါကြတွေကိုလွယ်ကူစွာနဲ့တွက်ဆက်နိုင်မှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဝါကြတွက်ဆက်နည်းလေ့လာမယ်ဆိုရင်မဖြစ်မနေစကလုံးမျိုးစားတွေကိုသိထားရမယ်ဘယ်ဟာ verb လဲဘယ်ဟာ adjective လဲဘယ်ဟာ verb လဲဘယ်ဟာ noun လဲဘယ်ဟာတိုင်းနောင်လဲအဲ့ဒါတွေကိုသိဖို့လိုတယ်ပေါ့နော်အဲ့ဒီစကလုံးမျိုးစားတွေကိုနောက်ပြီးဖိုင်နေမှာလဲဆက်လက်ပြီးတော့အကုန်လုံးပြပြပေးသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါဆိုရင်နမနာဝကြလေးတွေစကြည့်အောင်ငါထမင်းစားတယ်我吃饭我吃饭我ငါကျွန်တော်သူကပြုလုပ်သူ subject အဲ့တော့ 吃စားသည်လှုပ်ဆောင်ချက်ကရိယာဖြစ်တယ်饭ထမင်းစားခြင်းခံရတဲ့အရာဒါကြောင့်မလို့စားခြင်းခံရတဲ့အရာထမင်းကိုစားသည်ဆိုတဲ့စကားလုံးရဲ့နောက်မှာပဲထားပြီးတော့သုံးပြရတယ်အဲ့တော့အလွယ်ကူဆုံးဝါကြတွက်ဆက်တဲ့အခါမှာ version နောက်မှာထားလို့ရတဲ့အရာ၃မျိုးကိုအရင်မဖြစ်မနေသိထားဖို့လိုတယ်အဲ့တော့တခုတွက်ဆက်တော့မယ်ဆိုလို့ရှိရင်ကိုကလှုပ်ဆောင်တဲ့တခုကိုပို့ပြုပြီးတော့ကိုတွက်ဆက်မဲ့စကားလုံးစဉ်းစားလိုက်ပေါ့နော်စဉ်းစားတဲ့အခါမှာအဲ့ဒီစကားလုံးဒီနံပါတ်1ခဲ့ဘူးနေစေဟုတ်သလားနံပါတ်2အရေးအတွက်1 2 3လေးနဲတာများတာတွေဟုတ်သလားနောက်တစ်ခုခံမှုပြကံမှုဖြစ်သလားအဲ့3ခုနဲ့ကိုက်ညီတယ်ဆိုရင်တော့ version နောက်မှာထားပြီး3အဲ့3ခုနဲ့မကိုက်ညီဘူးဆိုရင်အကုန်လုံး version ရှေ့မှာထားပြီးတော့သုံးပြရမယ်ပေါ့နော်အဲ့လိုမျိုးသိထားရင်ဝါကြတွက်ဆက်ရတာလွယ်ကူတော့ပေါ့နော်အဲကြောင့်我吃饭ငါထမင်းစားတယ်我吃饭ငါထမင်းစားတယ်他吃炒面သူခေါက်ဆွဲကြော်စားတယ်他吃炒面သူခေါက်ဆွဲကြော်စားတယ်အဲ့တော့他ကပြုလုပ်သူလို့အဓိပ္ပာယ်ရတယ်吃စားတယ်炒面စားခြင်းခံရတဲ့အစားအစာခေါက်ဆွဲကြော်အဲကြောင့်သူခေါက်ဆွဲကြော်စားတယ်ဆိုရင်他吃炒面他吃炒面သူခေါက်ဆွဲကြော်စားတယ်ငါပန်းသီးစားမယ်我吃苹果我吃苹果ငါပန်းသီးစားတယ်我吃苹果ငါဖရဲသီးစားမယ်我吃西瓜我吃西瓜ငါဖရဲသီးစားမယ်我吃西瓜ငါဖရဲသီးစားမယ်သူတွင်းသီးစားတယ်ဆိုရင်他吃榴莲他吃榴莲သူတွင်းသီးစားတယ်အဲ့ညံမှာအစားထိုးပြီးသုံးလို့ရတာပါလဲဆိုတော့ဒီမှာလူပုဂ္ဂိုလ်တွေဝေါ်နီထားအဲ့သုံးခုရဲ့နေရာမှာကျန်တဲ့စကားလုံးတွေလူပုဂ္ဂိုလ်တွေအများကြီးစားထိုးပြီးသုံးလို့ရဥမာ爸爸妈妈哥哥弟弟姐姐妹妹好了朋友女朋友အဲ့တော့ပြီးလို့ရှိရင်我的女朋友我的男朋友ပြီးလို့ရှိရင်老师老板ဒါတွေအကုန်လုံးကိုဒီလူပုဂ္ဂိုလ်တွေနေရာမှာအစားထိုးပြီးတော့သုံးပြီးတော့ပြောလို့ရတယ်နောက်တစ်ခုကအစားအစာတွေနောက်မှာရှီကွာတို့ဖင်းကော်တို့လျိုလျံတို့နောက်မှာကိုတိတဲ့နောက်ထပ်အစားအစာတွေအကုန်လုံးကိုအစားထိုးပြီးတော့သုံးလို့ရတယ်ပေါ့နော်ဒါဆိုရင်ကိုစကလုံးလေးနည်းနည်းလေးသိရုံနဲ့တွက်ဆက်မှုလေးတွေသိသွားဆိုရင်အများကြီးတွက်ချပြီးတော့မှန်မှန်ကန်ကန်နဲ့တွက်ဆက်ပြီးပြောလို့ရတာပေါ့နော်ဆက်တော့တောက်တဲ့အပိုင်းကနေဆက်ကြည့်အောင်ငါကော်ဖီတောက်မယ်我喝咖啡我喝咖啡喝咖啡ကော်ဖီတောက်တယ်ကော်ဖီကို咖啡လို့ခေါ်တယ်ဒါကြောင့်ငါကော်ဖီတောက်တယ်ဆိုရင်我喝咖啡ငါကော်ဖီတောက်တယ်我喝咖啡ငါကော်ဖီတောက်တယ်ငါနွားနို့တောက်မယ်我喝牛奶我喝牛奶我喝牛奶ငါနွားနို့တောက်မယ်ငါတေးချင်းတောက်မယ်我喝酸奶我喝酸奶ငါတင်ချင်းတောက်မယ်我喝酸奶ငါတင်ချင်းတောက်မယ်သူအရက်တောက်တယ်他喝酒他喝酒သူအရက်တောက်တယ်သူဘီယာတောက်တယ်他喝啤酒他喝啤酒သူဘီယာတောက်တယ်ငါရေတောက်မယ်我喝水我喝水我喝水ငါရေတောက်မယ်ဆိုင်တော့တောက်စရာတွေနေရာမှာကိုတီးတဲ့တခြားတောက်စရာတွေအကုန်ထည့်ပြီးသုံးလို့ရတယ်အေးဆိုရင်ရင်လျောက်ဖြော်ရည်တွေဆိုရင်果汁ဟလာဘာပဲတီးတို့ပန်းတီးဖြော်ရည်လိမ္မော်တီးဖြော်ရည်ထဘတီးဖြော်ရည်အကုန်လုံးကိုတီးရတယ်စားထိုးပြီးသုံးလို့ရတယ်နော်ဆိုင်ကသူတရုတ်နိုင်ငံကိုသွားတယ်他去中国他去中国သူတရုတ်နိုင်ငံကိုသွားတယ်他去泰国他去泰国သူထိုင်းနိုင်ငံကိုသွားတယ်他去泰国သူထိုင်းနိုင်ငံကိုသွားတယ်သူစင်ကာပူနိုင်ငံကိုသွားတယ်ဆိုရင်
他去新加坡他去新加坡သူစင်ကာပူနိုင်ငံကိုသွားတယ်他去新加坡ငါပန်းခြံကိုသွားမယ်我去公园我去公园ငါပန်းခြံကိုသွားမယ်我去公园ငါကုမ္ပဏီကိုသွားမယ်我去公司我去公司去公司ဆိုရင်ကုမ္ပဏီကိုသွားတယ်အဲကြောင့်我去公司ဆိုရင်ငါကုမ္ပဏီကိုသွားမယ်လို့အဓိပ္ပာယ်ရတယ်我去公司ငါကုမ္ပဏီကိုသွားမယ်我去公司ငါကုမ္ပဏီကိုသွားမယ်ငါအင်ဂျီဝယ်မယ်我买衣服我买衣服买ဝယ်တယ်အဲ့တော့ဝယ်ခြင်းခံရတဲ့ပစ္စည်းတွေကိုဝယ်တိုင်းနောက်မှာထားပြီးသုံးပေးရမယ်我买衣服ငါအင်ဂျီဝယ်မယ်我买衣服ငါအင်ဂျီဝယ်မယ်ငါပေါင်းပြီးဝယ်မယ်我买裤子我买裤子我买裤子ငါပေါင်းပြီးဝယ်မယ်သူစကတ်ဝယ်တယ်他买裙子他买裙子သူစကတ်ဝယ်တယ်他买裙子သူစကတ်ဝယ်တယ်သူဟန်ဖုန်းဝယ်တယ်他买手机他买手机သူဟန်ဖုန်းဝယ်တယ်ငါလက်ပတ်နိုင်ဝယ်မယ်我买手表我买手表我买手表ငါလက်ပတ်နိုင်ဝယ်မယ်သူစာပတ်တယ်他看书他看书看书ဆိုတာစာပတ်တာအဲ့တော့ဒါကြောင့်သူစာပတ်တယ်ဆိုရင်他看书သူစာပတ်တယ်သူသတင်းစာပတ်တယ်ဆိုရင်他看报纸他看报纸အဲ့တော့သူသတင်းစာပတ်တယ်ပေါ့သူ TV ကြည့်တယ်他看电视他看电视သူ TV ကြည့်တယ်他看电视သူ TV ကြည့်တယ်ငါရုပ်ရှင်ကြည့်တယ်我看电影我看电影我看电影ငါရုပ်ရှင်ကြည့်တယ်သူဖုန်းကြည့်တယ်他看手机他看手机သူရုပ်ဖုန်းကြည့်တယ်လို့အဓိပ္ပာယ်ရတယ်他看手机ဒါဆိုရင်ငါကောင်မမိန်းမလာလေးတွေကိုကြည့်ရဆိုရင်我看美女我看美女ငါကောင်မလေးချောချောလေးတွေကိုကြည့်တယ်ပေါ့အဲ့လိုမျိုးလည်းပြောလို့ရတာပေါ့နော်အဲ့တော့ကြည်ရင်ခံရတဲ့လူပုဂ္ဂိုလ်တွေဖြစ်စေအရာဝတ္ထုပစ္စည်းတွေကိုဖြစ်စေရှုခင်းတွေကိုဖြစ်စေအဲ့ဒါတွေကိုခန့်ကြည့်သည်ဆိုတဲ့စကားလုံးရဲ့နောက်မှာပဲထားပြီးတော့ပြောပြရတယ်ပေါ့နော်အဲ့တော့ဝါကျတွက်ဆက်နည်းလေးတွေကတော့နိစ္စနည်းလေးပြီးသွားရင်တရုပ်စာလေးဒါအရန်လွယ်တယ်နောက်ပိုင်း level တွေအရန်မြင့်လာပြီဆိုကမှ grammar ရှင်းလင်းချက်လေးတွေကအရေးပါလာတာပေါ့နော်အဒီကတော့ grammar ကို grammar နည်းစနစ်အတိုင်းသွားမယ်ဆိုလို့ရှိရင်နည်းနည်းလေးခက်တယ်ပေါ့နော်အဲ့ဒါကို thinking speaking လို့ခေါ်တယ်စဉ်းစားတွေးခေါ်တဲ့ပုံစံနဲ့ဒီလိုဝါကျလေးတွက်ဆက်ပြီးသွားမယ်ဆိုလို့ရှိရင်level တွေမြင့်သွားတယ် HSK 4 5 6ရောက်သွားရင်လည်းဒီအခြေခံလေးတွေပိုင်နိုင်တယ် grammar လေးတွေကောင်းကောင်းနားလည်တယ်ဆိုလို့ရှိရင်တရုပ်စာလေးဒါလွယ်ကူတယ်ပေါ့နော်ဒါပေမဲ့များသုံးပြီးတော့နေ့စဉ်အသုံးပြုပြီးတော့ပြောဆိုနေဖို့တော့လိုတယ်ပေါ့နော်အဲကြောင့်ဒီဗီဒီယိုဖိုင်လေးကတရုပ်စာခုမှစပြီးလေ့လာနေတဲ့သူတွေအတွက်ကိုတကယ်ကိုပဲအကျိုးရှိပြီးတော့ဒါဝါကျတွက်ဆက်နည်းလေးအခြေခံကိုလွယ်လွယ်ကူကူနဲ့တွက်ဆက်သွားနိုင်နိုင်မယ်လို့ယုံကြည်မိပါတယ်။အဲ့တော့ကိုယ့်အတွက်အကျိုးရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ channel ဒီ channel လေးရဲ့ page လေးကိုဒါ like and share လေး follow လေးနှိပ်သွားပေးခဲ့ဖို့အားလုံးကိုအထူးပဲမြစ်တရက်ခံပါတယ်။နောက်နေ့ video file သင်ခန်းစာတွေမှာလွယ်ကူရုပ်ရှင်နဲ့ဝါကျတွက်ဆက်နည်းတွေကိုနေ့စဉ်ဆက်လက်ပြီးတော့တင်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ follow လေးနှိပ်ပြီးတော့ share ထားပေးခဲ့ဖို့မမေ့ပါနဲ့เนาะ။好，谢谢大家，那我们下次再见。